နံပါတ်1ကတော့မဲဆွဲတာမဟုတ်ပါဘူးအဲကြောင့်ဆိုမဲဆွဲကာလာလည်းမဟုတ်သေးဘူးလေယူစီရလည်းရုပ်ကပွဲကာလာကိုမတတ်မှတ်သေးဘူးမဲဆွဲကာလာလို့လည်းမတတ်မှတ်သေးဘူးဒါမဲဆွဲလို့ကမဟုတ်ဘူးလို့ဆိုပြောချင်ပါတယ်ဒုတိယချက်ကကျွန်တော်ကိုယ်တိုင်လည်းထိတယ်ဗျဒီမန်လေးငရင်ဆိုပါတော့မန်လေးငရင် 7.7 ကတော့သိပါတယ်နော် 7.7 Richard Skin နဲ့ထုတ်တဲ့ဒီမန်လေးငရင်ဟာစကိုင်းမန္တလေးနေပြီးတော့အထီးဆုံးပဲနော်တူတဲ့နည်းနည်းလေးကြောတာကကျွန်တော်တို့ပဲခူးရှိမကွေးရှမ်းတောင်ကျွန်တော်တို့ပါတီကတန်တန်လုံးအနှံ့ရှိတယ်လေအခုချိန်ထိကျွန်တော်50ယောက်ဆုံးသွားပြီကျွန်တော်ပါတီက50ယောက်နော်နောက်ပြီးတော့ဟိုဒဏ်ရာရတာဆေးရုံတက်ရတာပေါ့48ယောက်ရှိတယ်နောက်တစ်ခုကအဆောက်အဦတွေကျွန်တော်တို့ပါတီပိုင်းအဆောက်အဦတွေဝီကြီးမှာလုံးလုံးပြသွားတဲ့ဥစ္စာက633လုံးရှိတယ်တစ်စိတ်တစ်ပိုင်းပြင်ရမယ်ဥစ္စာက359လုံးရှိတယ်ကျွန်တော်ပြတ်တော့ပထမတော့အမှားတိုင်းပြောလို့ရှိရင်တော့28ရက်နေ့မွန်နယ်ဆက်နာရီ50မိနစ်20စက္ကန့်လှုပ်တဲ့ချိန်မှာကျွန်တော်ရုံးမှရှိကြတယ်ကျွန်တော်ထမင်းစားနေကြတာပေါ့စဖြစ်ဖြစ်ချင်းကျွန်တော်တို့ဘာမှမလုပ်နိုင်ပါဘူးဘာမှမလုပ်နိုင်ဘူးအားလုံးလည်းအဆက်အသွယ်တက်သွားတယ်ကိုယ်အိမ်နဲ့ကိုယ်ဆက်သွယ်ပြတယ်မိသားစုနဲ့ဆက်သွယ်ပြတယ်အကုန်လုံးရုံးလည်းဆက်သွယ်တက်သွားတယ်ဆိုတော့ကျွန်တော်လည်းဟိုရုံးမျိုးထွက်ကြတော့ဗောဗျာထွက်ပြီးတော့2နာရီ3နာရီ4နာရီလောက်ထိကျွန်တော်ဘာမှမလုပ်နိုင်ဘူးပြီးတော့မှကျွန်တော်ကိုယ်မိသားစုကကျွန်တော်တို့ပါတီကမိသားစုတွေကျွန်တော်တို့ထက်မှမိသားစုက6ယောက်လောက်နေတယ်လေကျွန်တော်တို့ line လိုက်စစ်တယ်ဘာလို့ပြလဲရုံးတွေဘာလို့ပြလဲနောက်ဒီကလေးတွေချက်ချင်းစားဖို့တော့စီစဉ်ရတော့ဗောဗျာဒါတရက်နောက်တရက်လည်းအဲ့ဒီလိုပဲစာရေးတော်ကြီးတွေစီစဉ်ကျွန်တော်ဘာမှမလုပ်နိုင်ဘူးနောက်တရက်ကျွန်တော်30ရက်နေဖြစ်မယ်တယ်30ရက်နေမနေ့ကြတော့ဟောဒါကျွန်တော်မှလည်းတာဝန်ရှိတယ်ဒီကိစ္စနော်နိုင်ငံရေးပါတီတစ်ခုနဲ့နိုင်ငံရေးအရေးကိစ္စတစ်ခုဖြစ်တာပေါ့ကျွန်တော်ချက်ချင်းဟိုပါပေါ့အရေးပေါ်ငလျင်ကုကြီးကေစေးရေးအလုပ်အဖွဲ့စုဖွဲ့လိုက်တယ်ဟို ad hoc group ခေါ်တာပေါ့ဆိုတော့ကျွန်တော်ဥဆောင်ပြီးတော့18ယောက်ပါတယ်လူကြီးတွေပါပဲအဲ့ဒါကျွန်တော်ရုံးကလည်းထိတော့ရုံးမှလည်းဖွင့်လို့မရဘူးဗျအဲ့ဒါတင်တန်းချောင်းကျွန်တော်တို့မှရှိတယ်လေတင်တန်းချောင်းယာယီအဲ့တင်တန်းချောင်းမှာယာယီရုံးကလေးဖွင့်ပြီးတော့အဲ့ဒီခုနပြောတဲ့အရေးပေါ်ငလျင်တာကုကြီးကေစေးအလုပ်ဖွဲ့ ad hoc group ဆိုတာကျွန်တော်ဖွဲ့လိုက်တယ်ပြီးတော့ကျွန်တော်မနေ့တိုင်း10နာရီမှာအဲ့တော့ဆုံးရတယ်ဆိုပြီးတော့ရွေးချက်နှစ်ခုပေါ့ကိုပါတီနဲ့ပတ်သက်တဲ့ကိစ္စပါတီဝင်တွေဘာဖြစ်ကုန်မလဲတနိုင်ငံလုံးကိုဘလောက်သေးလဲဘလောက်ဓာရလဲဘလောက်ပြတ်တယ်တို့ဘာတွေလုပ်ပေးရမလဲအနေနဲ့ report တစ်ဖက်ကလည်းပြည်သူတွေပေါ့ဒီကျွန်တော်ဘာကူလို့ရမလဲဆိုတော့အဲ့ဒေတာကန်ပါတီကျွန်တော်သတင်းပေါ့ဒီတစ်ခုကျွန်တော်တပြိုင်တည်းလုပ်တယ်အဲ့တော့ကိုပါတီတွေကတော့ကိုမပြောတော့ပါဘူးဆိုတော့အပြင်မှာကျွန်တော်လုပ်နေတဲ့ခါတွေကနံပါတ်1ကလုံအားဒါနာစလုပ်တယ်ဟောဒါနာဆိုတော့အများကြီးပါပဲဗျာပစ္စည်းတွေတည်ပေးတာစပြီးတော့အလောင်းရွှေ့ပေးတဲ့အထိပေါ့ကျွန်တော်နေပြီးတော့မှဆိုရင်ဒီဧကတထမဝန်ထမ်းအရာတွေကတော်တော်လေးပစ္စည်းတွေဒေတာတိုက်တွေကအောက်ကိုပြိုကျပြီးတော့အောက်ကထလက်ပြောက်သွားတော့ထွက်လာတဲ့အလောင်းတွေကိုတနိုင်ငံလုံးဖြစ်တော့ပြုံးနေဆက်ဆက်လေးပြတ်ကြတာပါကျွန်တော်တို့ချီကကားတွေနဲ့ပဲတည်ပေးနေတာပဲအလုံးတော်တော်များကျွန်တော်တည်ပေးတယ်အလုံးတွေတော်တော်များကျွန်တော်ထုတ်ပေးတယ်ကျွမ်းကျင်မှုတော့မရှိဘူးပေါ့တိုးတော့အဲ့ဒီမှာရှိတဲ့ဖွဲ့နေဆိုပြီးနိုင်ငံတော်ကလည်းဟိုဘလောက်ထိချင်းမြန်လက်မြန်လုပ်လဲဆိုတော့ကျွန်တော်နိုင်ငံရေးဝန်ကြီးဌာနကြီးတဲ့ဆောင်းပါးတစ်ခုဖတ်ပြီးဒါလေးကျွန်တော်ကြိုက်တယ်ပဲသူက72 golden hour ဆိုတာလေးနဲ့ပြောချင်တာကဒီလို earthquake တို့ဘာလို့ဒီ national disaster ဖြစ်တယ်ဆိုတဲ့အချိန်မှာ92နာရီအရေးကြီးတယ်92နာရီကျော်သွားလို့ရှိရင်ဟိုတိတ်အသက်ရှင်လို့နေသွားပြီပထမ24နာရီမှာ90ရာခိုင်နှုန်းလောက်အသက်ရှင်နေတယ်ဗျာဟို92နာရီကျော်သွားရင်အသက်ရှင်တော့10ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်92နာရီတော့အကူကြီးတွေရောက်ရမယ်ဆိုတော့အဲ့ချိန်မှာဟိုနိုင်ငံတော်အကြီးအကဲရတယ်ကျွန်တော်မြင်တာချက်နိုင်ငံတကာတွေကိုဆက်သွယ်တာတွေ့ရတယ်ဒါတော့တကယ်ဟိုတိုင်ပင် guide လို့ပြောလို့ရမှာပေါ့ကျွန်တော်သိတော့25နိုင်ငံ25ချင်းကဲစေးပြီးရောက်လာတာဒါပေမဲ့သူတို့တွေနဲ့ကျွန်တော်တို့ပေါင်းပါဗျာကျွန်တော်တို့အခုပါပဲကျွန်တော်မှကိရိယာမရှိဘူးလေအခုပဲနောက်ဆုံးအလောင်းကြီးထုံးလိုက်အလောင်းကြီးကျွန်တော်ကာဗတီကိုပို့ထည့်နေတာပဲပစ္စည်းတွေပေးတယ်ဗာသေးညာပေးတယ်နံပါတ်1လောကဒါနာဒုတိယအာဟာရဒါနာပေါ့ပြုံးတဲ့တော့စောက်တော့မရှိဘူးလေကျွန်တော်တို့ချက်ချင်းပဲကျွန်တော်အဲ့3တိုင်းပေါ့နော်စကိုင်းကျွန်တော်တို့ဟိုပါလေမန္တလေးနေပြီးတော့ကျွန်တော်သိတစ်ထောင်ကြီးထုတ်ပေးလိုက်တယ်သိထောင်ကြီးကျွန်တော်တိုင်းဟိုပါရီယာမငွေရပေါ့နောက်ခုနပြောတဲ့ပဲခူးရှိကတော့သူက4မြို့နယ်လောက်ပဲဖြစ်လာတယ်ပြင်များတော့တောင်းပဲပဲခူးကဘာမှဖြစ်ပဲခူးရှိရရှမ်းတောင်အိန္ဒိဘက်မှာဖြစ်တယ်ရှမ်းတောင်မကွေးကဘာမှသိမဖြစ်ဘူးဟိုတောင်ကျမ်းသူရှိတဲ့ဘက်မှာသွားဖြစ်တော့ကဘာလုံးလို့မရဘူးပေါ့အဲ့6နေရကျွန်တော်တရယော300စီကျွန်တော်ပေးလိုက်တယ်မကွေးကတော့မသုံးပြဘူးသူကင်ထားတယ်ပြန်အပ်မယ်ပေါ့အဲ့ဒါကိုတခုက1000စီ
နောက်နိုင်ငံတော်ကျွန်တော်သိသုံးတော်ထူလိုက်တယ်တိတ်ချမ်းသာတယ်မထင်ပါနဲ့ကျွန်တော်ပါတီဝင်ကတန်ခဏရှိပါတယ်တန်ခဏတဲဟိုတန်းမကပါတန်ခဏရှိပါတယ်ကျွန်တော်တနစ်ကိုကျွန်တော်ဝင်ကျွတ်1000ကောက်တယ်လေဒါနဲ့ကိုကျွန်တော်လုပ်လို့ရပါတယ်နောက်ကျွန်တော်တို့ဒီတိုင်းတဲ့ပြည်နယ်တွေကလည်းလူကြတာရောင်တိုင်းဆိုလူကြတာအဲ့ဒီဟာနဲ့ကျွန်တော်တို့ကစားတော်ရေးလုပ်ငန်းတွေဒုတိယလုပ်ငန်းပထမလုပ်အားပေးနောက်အာဟာရဌာနပေါ့တနေ့ကိုကျွန်တော်ဒီနေပြည်တော်မှာဆိုရင်မနေ့ကဟိုထမင်းတို့1000ည1000မနေ့1000ည1000တောက်ချောက်ကျွန်တော်ကျွေးလာလိုက်အဲ့ခြေဒီဒါမှန်တာပြောရင်ဝိจิတရနဲ့သိဖန်ရှင်မဖြစ်သေးဘူးကျွန်တော်ကကိုဒုက္ခနဲ့လည်းကိုပြမနေ့ပိုင်းသွားကိုညနေကျကိုရပစ္စည်းကိုပြန်ရွှေ့ကျွန်တော်အရင်လုံးဝနေလို့အသက်ဆုံးရမယ့်သဘောဖြစ်သွားတယ်ဟိုတပိုင်းယူတစ်ချမ်းကိုကွဲသွားတာမတတ်နိုင်ဘူးဗျာအဲ့လိုလုံးအဲ့ဒါအဲ့ဟာဒါနာပေါ့နောက်ရေးခေါ်ဆွဲကြောက်တဖြည်းဖြည်းနဲ့အလှူရဲ့လူတွေများလာတဲ့ခါကျတော့အဲ့ဒါအသေးချင်းမကြည့်တော့ဘူးဗျာဟာချင်းမကြည့်တော့ဘူးအဲ့နောက်တစ်ဆင့်ကျွန်တော်ကပါတယ်ဆိုတော့တူးချင်းရဲ့လိုအပ်တဲ့ပစ္စည်းတွေပေါ့အချို့ဆိုရင်ဘုတ်တကယ်ကိုလူစင်းလာတယ်အဘုတ်ကတကယ်တဲ့ဘာမှမပါဘူးအမျိုးသမီးလေးတွေပါလေးတွေဆိုရင်ပို့ဆိုးတယ်ဆရာမလေးဆိုပို့ဆိုးတယ်အဲ့ဒါကျွန်တော်ဒီတစ်တာဘုံလေးတွေပွဲပြီးတော့10မျိုးပေါ့ဟိုအင်ကြီးလေးတွေဘောင်းပီလေးတွေနောက်ခေါင်းလေးတွေစောင်းလေးတွေခြင်အောင်လေးတွေတပုတ်တန်ကြောပါဗျာအမျိုးသမီးလာကျင်သုံးပစ္စည်းလေးတွေကစား10မျိုးပါတဲ့စားတွေဘုံလေးတွေအဲ့ကျွန်တော်လိုက်လူတာမနေပါဘူးမနေပါဘုံမောင်ကျော်ထင်ပါတယ်ထောင်ချီနေမှထင်ပါတယ်ဘယ်လိုပေးထောင်ချီအဲ့လုံကနေတယ်ကျွန်တော်အဲ့လုံက3လောက်တော့နောက်တစ်ခုကတော့တွေးလူတဲ့လုံကလေးကျွန်တော်ဒီနေပြည်တော်မှာဆိုရင်20ယောက်ကတွေးတော်တော်များများလှူလိုက်တယ်သူတွေးပေါအောင်ကျွန်တော်ဖြည့်ပေးလိုက်တာပေါ့မန္တလေးဘက်မှာကျွန်တော်လှူခွင့်တော့မရဘူးလှူရှင်တွေကများနေလို့စကိုင်းဘက်ကိုလှူခွင့်မရလိုက်ဘူးအဲ့လိုကျွန်တော်ဆောင်လို့တာပေါ့နောက်တစ်ခုကရေခက်ခဲဖြစ်တော့ကျွန်တော်တို့ကတတ်တို့မိသက်ထောင်တွေပေါင်းပြီးတော့ကျွန်တော်တို့ကားတွေငါစီကျွန်တော်ထည့်ပါဗျာရေလိုက်ဝေတဲ့လုပ်ငန်းတွေလိုမဲထင်းတဲ့အဲ့ဌာနတွေတော့ကျွန်တော်တောက်လျှောက်နေ့တိုင်းပါပဲ28ရက်နေ့ကနေပြီးတော့ကျွန်တော်မှတ်မိသားကတော့ကျွန်တော်တကြံအကျိုးလေးမတိုက်ပြီးဒီတကြံလေးရကျွန်တော်နားတယ်ဗျတကြံပြီးခုပြန်စားတယ်ကျွန်တော်တို့ကလည်းတကြံမတိုင်ခင်အထိဘဲမှကိုမသွားနိုင်ဘူးကိုယ့်ကိုပြင်းနေရတယ်အဲ့ဒါကြီးလုပ်နေရတယ်တကြံလည်းပြီးတော့ကျွန်တော်စထွက်ကြတော့ကျွန်တော်မန်းလေးရောက်ပြီးပါပြီစကိုင်းရောက်ပြီးပါပြီနောက်ဒီဘက်ကဘိုးရှိကတောင်ကူကျွန်တော်ရောက်ပြီးပါပြီခုမကြခင်ကျွန်တော်ရှမ်းတောင်တော့ဖြစ်တဲ့နေရာအဲ့ဒါကျွန်တော်အားလုံးစုံသွားပြီဆိုတော့လောလောဆယ်တော့အဲဒီခုနကျွန်တော်ပြောတဲ့ ad hoc အဖွဲ့ဖွဲ့လိုက်တယ်ပြီးတော့ယူချက်နှစ်ခုကကိုပါတီနဲ့ပတ်သက်ကိစ္စလုပ်တယ်ကျန်တဲ့လူတိုင်းကိစ္စလုပ်တယ်ကျန်တဲ့ပြပအတူကိစ္စပေါ့ပြပလူကိစ္စကတော့လောဝဒါနအာဟာရဒါနပစ္စည်းဒါနဒါတွေကျွန်တော်ဆောင်းသွားတော့ဗျာအခုနောက်တစ်ဆင့်ရတော့ကျွန်တော်လုပ်ချင်တာပြန်တဲ့ထူထောင်ရေးကိစ္စတွေထူထောင်ရေးကိစ္စအဲ့ဒါတွေတော့ကျွန်တော်သိတော့မနိုင်ဘူးတိုးတော့လည်းဘယ်လိုလုပ်ပြရမလဲပေါ့နိုင်ငံတော်ဘယ်လိုကူပြရမလဲပေါ့အဲ့ဒါလည်းအခုကျွန်တော်စဉ်းစားနေကြတယ်ကျွန်တော်တို့အဲ့ဒါလေးတွေ